ဆိုရင်စီပြန်ပါအကြောင်းသိဖို့လိုတယ်နော်ဒါပန်းအောင်အပေါ်ဘက်ချမ်းမှာဒီအချမ်းအရေးကြီးတယ်ပို့ပြီးတော့နော်စီပြန်ပါဒီအချမ်းမှာပါတယ်နော်ဒီမှာစီပြန်ပါမတွေ့လားစီပြန်ပါတွေ့လားနော်ဒီကောင်ကဘာကိုလှုပ်ပြီးလဲဒီကောင်မကောင်းရင်ဘာတွေဖြစ်မလဲဒီကောင်ပြက်ရင်ဘယ်လိုပုံစံမျိုးတွေပြက်မလဲသိရအောင်လို့နော်ညနေကတချို့ customer တွေကမသိဘူးသူတို့ပန်းတက်နေတယ်ဆိုသူတို့ပန်း PSN ဘလောက်တက်မှလည်းမသိဘူးပြောပြတဲ့သဘောမပေါက်တချို့ဖိမိုက်ချင်းတွေကအဲ့တော့ဒီဟာကြောင့်ကိုယ်ကသိဖို့လိုတယ်ခါနာတချို့ watch တွေရာတွေကလည်းဒီဟာကိုမလဲရဘူးပဲထင်တာမှန်ကလေးကဒီဟာပြက်ရင်ဘယ်လိုပြက်လဲဒီကောင်ကပြက်ပုံက3မျိုးလောက်ပြက်တယ်ပြက်ပုံ3မျိုးရှိတယ်ပထမတစ်မျိုးကဘယ်လိုပြက်လဲဆိုတော့ဟိုလုံးဝစီမဖြတ်တော့စီကိုမဖြတ်ပြီးတော့ auto PSI ဒီပန်းတွန်းပန်းစာတွန်းလိုက်တဲ့ဟာမှန်သမျှကိုဒီကပြန်ပြီးတော့ပြန်မထုတ်ပြီးတော့နော်ပြန်မထုတ်ပြီးတော့ PSI 80 80 90အဲ့လောက်ထိလိုက်တက်နေတာအဲ့ဒီခါမျိုးတွေကြာရင်ဘယ်လိုဖြစ်လဲဆိုတော့စီပိုက်ကွဲတာတို့နော်စီပိုက်ကွဲတာတော့ပြီးတော့ဆက်ကဒီပါအင်းနေတာတို့ဒီပါပုံမှန်မဟုတ်ပေါ့ဆွဲလိုက်လို့ချင်းပုံမှန်မဟုတ်တော့ဘူးဒီပါနဲ့ဆက်အတန်တက်ဟာပုံမှန်မဟုတ်တော့ဘူးအဲ့ဒါမျိုးရှိတဲ့တစ်ချက်ကအဲ့ဒါစီပြန်မဖြတ်မဖွင့်ပေးတာအချို့ကြတော့စီပြန်မပိတ်ပြီးတော့အဖွင့်လွန်တာဆိုတော့ပန်းတက်ထည့်ပေးမယ်လေပုံမှန် PSI လို့တော့မတက်ဘူးသူရဲ့ဒီပန်းတွန်းတဲ့အာဒီရှေ့ကိုမရောက်ပဲဒီကနောက်ပြန်ဆင်းနေတာဒီကနေပြန်ထွက်တာနော်ပြန်ထွက်တဲ့ခါကျတော့သူအော်တိုဖွင့်သွားတာမကောင်းတော့ဘူးအဲ့တော့ဒီပန်းတက်လဲတဲ့ဆိုပေမဲ့လေဒီရှေ့ကိုလိုအပ်တဲ့ PSI မရောက်ဘူးနော်အဲ့နောက်တစ်ချက်ကကြတော့သူကလိုအပ်တဲ့ PSI လည်းရောက်တယ်ဒါပေမဲ့သူက DC ပြန်ပါတောင်းညမခံတော့ဘူးအခု C pressure တိုင်းလိုက်ပြီဆိုလို့ချင်း40ထိတက်တယ်ဒါပေမဲ့ထိုးကြသွားတယ်ချစ်ချင်းဒါပေမဲ့အဲ့လိုမျိုးကြားတာကြောင့်သူကတုံးလို့တော့ရသေးတယ်အဲ့လိုမျိုးဖြစ်တာ40ထိတက်လာတယ်ဒါပေမဲ့ချစ်ချင်းထိုးကြသွားတယ်အဲ့ဒီကောင်ဒါပေမဲ့အဲ့ဒါကောင်တုံးလို့နည်းနည်းလေးအဆင်ပြေတယ်အမှန်တကယ်ကတော့သူက40ဆိုလို့ချင်း40မှာရက်နေလိုက်ကြာမယ်ဆိုတော့ဖြည်းဖြည်းချင်းတင်းကြာသွားဒါသူရဲ့ပုံမှန်အနေထားဒီကောင်ကဘယ်လိုလုပ်လို့လဲဆိုတော့ဒီပန်းကနေပြီးတော့စနဖို့ရောက်ပြီဆိုတော့ ਨੇ ပန်းဒါလည်းတွန်းတင်တာမရှိဘူးတွန်းတင်တဲ့အခါကျရင် PSI 45နဲ့50ဝန်းကျင်ရောက်ပြီဆိုလို့ချင်းကိုမှနိုဇယ်ကိုသွားတဲ့စီကနိုဇယ်ကလိုတော့အဲ့လောက်မစားတော့ဘူးအဲ့လောက်မစားတော့တဲ့အခါကျရင်ပန်းဒါလည်းလည်နေပဲတွန်းထုံးနေလို့ချင်းအဆင်မပြေဘူးအဲ့တော့စီပြန်ပါဟိုစီကိုဒီကနေတော့တန်ကီတွေကိုပြန်ထည့်ပေးတာနော် PSI 45နဲ့50အကျော်45အထက်လောက်ဆိုလို့ချင်းသူကဖွင့်တဲ့လောက်ဖွင့်ပေးရမယ်အဲ့ဒါမှ तू ကဟိုးရဲ့အရှိကိုဟိုနေနိုဇယ်ရှိကို तू ကဒီ PSI 40တပတ်လဲလောက်ပေါ့အဲ့ဒါလောက်ကို तू ဒါလည်းတွန်းပို့ပြီးနိုင်မှာအဲ့ဒါလိုတွန်းပို့ပြီးနိုင်မှာနိုဇယ်ကလည်း low order pressure ကိုရမယ်အဲ့ခါကျတော့မှကိုဆက်ဆွဲတဲ့ခါကျရင်လည်းလီဗာဆွဲတဲ့ခါကျရင်လည်း तू ကလိုတလောက်ကိုဟိုလီဗာတင်တယ်လို့ချရင်ချတယ်လို့အဆင်ပြေသွားမှာပေါ့အဲ့လိုမှမဟုတ်ဘူးဒီကောင်ပြည့်စည်နေတယ်ဆိုလို့ချင်းခုနကပြောသလိုအကြောင်းမျိုးကြောင့်ဒီကောင်ကအော်တိုပွင့်နေတာတို့အော်တိုပိတ်နေတာတို့ဖြစ်နေတယ်ဆိုရင်လီဗာမလိုက်တာတို့အနိုးထားနေတာတို့ပန့်စံတက်လဲလည်းမကောင်းတာတို့ညနေရပိန်တွေ့လာအမှာဒီကောင်လဲရမှာနော်အဲ့ဒါပြောပြပေးတာဒီစီပြန်ပါအကြောင်းသိဖို့လိုတယ်ဒီစီပြန်ပါမကောင်းဆိုလို့ရှိရင်တော့ဒီအုံမှာလဲရမှာပေါ့နော်ဒီအုံမှာလဲရမယ်အဲ့ဒါမှမဟုတ်ဘဲနဲ့ဟိုဒီစန်တာဝါ6လုံးနေတော့ပန့်ချင်ရနေတာမှာပဲရှိတယ်